ကဲဒီနေ့မှာတော့ဦးဇင်းတို့ဓမ္မမိတ်ဆွေသူတော်စင်များအတွက်ဦးဇင်းတို့ကယမမင်းကြီးရဲ့စန္ဒ၅မျိုးကိုနည်းနည်းလောက်ဝေမျှပြုတ်ပြပေးမှာဖြစ်ပါတယ်အားလုံးဓမ္မမိတ်ဆွေများသိဘူးကြားဘူးကြတဲ့အတိုင်းပဲငရဲတနည်းယမမင်းဆိုတာဘုရားဘာသာဝင်သူတော်စင်များမစိမ့်တဲ့စကားတစ်ခုပေါ့နော်အဲ့တော့ဒီယမမင်းကြီးကသူ့ရဲ့ဘဝမှာသူ့အဖြစ်ရှင်သုံးစန္ဒ၅ခုကိုသူပြောတယ်ပေါ့နော်အဲ့ဒါဘာတွေလဲဆိုလို့ရှိရင်နံပါတ်1ကငါဟာလူသားအဖြစ်နဲ့လူဘဝကိုလူဖြစ်ခွင့်ရရင်ကောင်းမှာပဲလို့သူဒီလိုတွေးတယ်တဲ့နော်သူလူဖြစ်ချင်တယ်သူ့ဘဝကငရဲပြည်မှာဖြစ်နေရတာရှိနေရတာကိုသူစိတ်မချမ်းသာဘူးပေါ့နော်ယမမင်းကြီးကဒါကြောင့်သူလူဖြစ်ချင်တယ်နောက်နံပါတ်2ကအဲ့ဒီလိုသူလူဖြစ်နေတဲ့အချိန်မှာအရဟံတမ္မာတန်ဗုဒ္ဓဂုဏ်နဲ့ပြည့်စုံသောမြတ်စွာဘုရားလောကကြီးမှာပွင့်တော်မူလာရင်သိကောင်းပါပဲဟောသူဒီလိုတွေးတယ်နော်ဘုရားပွင့်ရင်သိကောင်းပါပဲနောက်နံပါတ်3ကသူလူလည်းဖြစ်တယ်ဘုရားလည်းပွင့်တယ်နော်ဘုရားလည်းပွင့်တယ်အဲ့ဒီပွင့်တော်မူသောဘုရားရှင်ကိုငါဖူးမြင်ခွင့်ရရင်သိကောင်းပါပဲလို့သူဒီလိုတွေးတယ်တဲ့စန္ဒဖြစ်တယ်ပေါ့နော်စန္ဒဖြစ်တယ်နောက်နံပါတ်4ကအဲ့ဒီလိုမြတ်စွာဘုရားကိုငါဖူးမြော်စီးကပ်ခွင့်ရပြီးတော့ဒီလိုဖူးမြော်စီးကပ်တဲ့ငါကိုဘုရားကတရားဟောရင်သိကောင်းမှာပဲလို့ဒါနံပါတ်4သူရဲ့စန္ဒဘုရားရှင်စီကနေတရားနာကျင်တာဒါကြောင့်သူတရားဟောရင်သိကောင်းမှာပဲနောက်နံပါတ်5ကဘုရားရှင်ဟောကြားအပ်သောတရားဒေသနာတော်ကိုသူသိမြင်နိုင်တဲ့ဉာဏ်ရှိပြီးတော့ပေါ့နော်သိမြင်နိုင်တဲ့ဉာဏ်နဲ့ထိုးထွင်းသိနိုင်တဲ့ဉာဏ်နဲ့ဘုရားဟောတဲ့တရားတွေကိုသိခွင့်ရရင်သိကောင်းမှာပဲလို့သူဒီစန္ဒ၅မျိုးဖြစ်တယ်တဲ့ဦးဇင်းတို့ဓမ္မမိတ်ဆွေသူတော်စင်များလူဖြစ်နေရတယ်နော်ဖျားပွင့်တဲ့သာသနာနဲ့ကြုံနေရတယ်ဖျားရှင်ကိုတက်ရှိထင်ရှားဖျားရှင်ကိုဖူးမြင်နေရသည်မဟုတ်တော့လည်းပဲဖျားရှင်ခြံထားရတော်မူသောဒီဓာတုဓမ္မဩဒိတပရိဘောဂဆိုတဲ့စေတီတွေကိုဦးဇင်းတို့ဖူးမြင်ခွင့်ရနေတယ်ဖျားရှင်ဟောကြားတော်မူသောတရားတွေကိုနာယူခွင့်ဦးဇင်းတို့ရနေတယ်နာယူခွင့်ရသည့်အလျောက်လည်းပဲကြိုးစားခွင့်အားထုတ်ခွင့်ဦးဇင်းတို့တရားဓမ္မတွေကဦးဇင်းတို့ကိုရနေကြတယ်အဲ့တော့ယမမင်းကြီးတော်မှာမရတဲ့အခွင့်အရေးတွေကိုဦးဇင်းတို့တွေရနေကြတာဖြစ်ပါတယ်ဒါကြောင့်မိမိတို့ရရှိနေသောဘဝကိုရရှိနေသောအခွင့်အရေးတွေကိုလက်လွတ်မခံကြဘဲနဲ့မိမိတို့ရဲ့လူဘဝလူသက်တမ်းကိုတန်ဖိုးရှိရှိအကျိုးရှိရှိအသုံးချကြပါလို့ဦးဇင်းကဒီနေ့ဒါလေးလာရောက်ပြီးတော့တိုက်တွန်းလိုခြင်းဖြစ်ပါတယ်အားလုံးသောဓမ္မမိတ်ဆွေများကိုယ်စိတ်နှပြချမ်းသာတော်မူကြပါစေ